နွားကကလေးကိုစားခြင်းဤအိမ်မက်သည်အနာဂတ်ကာလတွင်မိဘတို့၏တဘာဝကောင်းမှုပျက်စီးသွားမည်ကိုပြသ၏မိဘသည်သားသမီးကိုကာကွယ်ရမည့်နေရာတွင်မကာကွယ်တော့ဘဲထိခိုက်စေကြလိမ့်မည်မိုးမရာသီတွင်မိုးရွာခြင်းတဘာဝတရားများမညီညာတော့ဘဲရာသီလိုက်မဖြစ်တင်သောအရာများဖြစ်ပေါ်လာမည်လူလောကသည်မညီညာမှုသို့ရောက်ရှိလာမည်ကလေးနွားကကြီးနွားကိုတိုက်ခြင်းလူငယ်တို့သည်အရင်ကဲ့သို့လူကြီးသူမကိုလေးစားခြင်းမရှိတော့ဘဲစီကံကင်းမဲ့လာကြလိမ့်မည်ကောင်းသောအစားကိုမစားဘဲမကောင်းတာယူခြင်းလူတို့သည်ကောင်းမှုကိုမနစ်သက်တော့ဘဲမကောင်းမှုများကိုသာလိုက်စားကြလိမ့်မည်ငါရေရှိပေမဲ့မတောက်နိုင်ခြင်းအရင်းမြစ်များရှိနေတော့လဲမညီမျှစွာအသုံးပြုကြသဖြင့်အကျိုးမရရှိနိုင်တော့မည်မတော်သူကိုလေးစားခြင်းအရေးချင်းမရှိသူများကိုဥဆောင်ရာသူပေးကတန်ဖိုးမရှိသောအရာများကိုလေးစားကြလိမ့်မည်ရွှေကိုမြေကြီးနှင့်လဲခြင်းတန်ဖိုးရှိသောအရာများကိုမသိမြင်တော့ဘဲအဖိုးမတန်သောအရာများကိုအလွန်တန်ဖိုးထားလာမည်ပညာမရှိသူများကအာဏာရလာပြီးတိုင်းပြည်ကိုမမှန်ကန်စွာဥဆောင်ကြလိမ့်မည်လူကြီးများကလူငယ်ကိုကြောက်ခြင်းစီကံနှင့်တရားမျှတမှုပျက်စီးသွားသဖြင့်လူကြီးများသည်လူငယ်များကိုကြောက်ရွံ့လာကြမည်ပညာမရှိသူများကအာဏာရလာပြီးတိုင်းပြည်ကိုမမှန်ကန်စွာဥဆောင်ကြလိမ့်မည်ဇနီးကလင်ကိုမလေးစားခြင်းမိသားစုအတွင်းအပြန်အလှန်လေးစားမှုပျက်စီးသွားပြီးသဘောတရားများချို့ယွင်းလာမည်အလှပကိုသာတံမိုးထားခြင်းအကျင့်ကောင်းထက်အပြင်ပန်းအလှကိုသာအရေးထားလာကြပြီးသဘောတရားအမှန်ကိုမမြင်နိုင်တော့မီမကောင်းသူများအာဏာရခြင်းမတရားသောသူများသည်အာဏာရလာပြီးတရားမျှတမှုကိုဖိနှိပ်ကြလိမ့်မည်ကောင်းသူရှုံးမကောင်းသူနိုင်အမှန်တရားနှင့်ကောင်းမှုတို့သည်အနှိမ့်ကျသွားပြီးမကောင်းမှုများသည်အောင်မြင်လာမည်မိုးရွာတော့လဲအကျိုးမရှိခြင်းစူးစမ်းမှုများရှိတော့လဲအကျိုးမရရှိသောအခြေအနေများဖြစ်ပေါ်လာမည်သစ္စာပျက်စီးခြင်းလူတို့၏သစ္စာနှင့်ယုံကြည်မှုပျက်စီးသွားပြီးလောကသည်အမှန်တရားကင်းမဲ့သောအနေအထားသို့ရောက်ရှိသွားမည်ဤအိမ်မက်များသည်အနာဂတ်လောက၏သဘောတရားများကိုသတိပေးထားခြင်းသာဖြစ်၏ကောင်းမှုကိုထိမ့်သိမ့်ပါကလောကသည်မပျက်စီးနိုင်ပါသောတလမင်းကြီးအိမ်မက်16ချက်မှာဘုရားရှင်ကအနာဂတ်ကာလလူလောကရဲ့ပျက်စီးမှုများကိုဥပမာအဖြစ်ရှင်းပြထားတဲ့စတော်တစ်ခုပါအိမ်မက်တိုင်းမှာအနာဂတ်တွင်ဖြစ်ပေါ်မဲ့အကျင့်ပြတ်ခြင်းတဘာဝလောကမညီညာခြင်းတွေကိုဖော်ပြထားပါတယ်